လွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးသက်ဝေမေနဲ့အော်ကုတ်မှာရင်တွေတက်ရင်ရင်ပန်းတွေဝှေ့ကြအောင်ပါပါလိုအပ်ရင်ပန်းတစ်တွေလဲပေးဖို့ဘယ်ပင်ကိုမှကျွန်တော်မတောင်းဆိုချင်ပါဘူးပြီးဝလွမ်းခွေးရတာဟာလဲလူပြေကျိုးနှက်မှုအခက်အခဲတစ်ခုပါကွယ်ခေဖိုးသက်ဝေကြားလိုက်လာတော့မသိဘူးတချို့ဆိုတိုးရှိုပေါ်ကြီးတွေကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချိုရီဘူးကောင်လေးကိုပိတ်ကန်ပြေးလိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ဖို့တွေဖတ်မယ်တတိရှိချင်အောင်ဆောင်ပြီးစပယ်ယာကိုဘူးကြီးကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖရယ်ပီတော်စုကြီးတိဆောက်တာကစရှမ်းကုန်းမီဝိုင်းကကြည့်ဝတ်ဆိုင်ရာပြဿနာတွေအထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးတဲ့ကောင်တွေမျိုးတိုးသွားဖို့အရေးထိလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရိမ်ထေးလန့်နေတဲ့အစွမ်းဆောင်မျိုးမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်စင်ချီတို့တရားကိုချရေးဖို့ပို့စကတ်လေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်စပယ်ဖြူတုံးခါမှခင်ဖုံးသက်ဝေရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်တယ်ခက်တယ်ခင်ဖုံးသက်ဝေရဲ့တိတ်ခက်တယ်နေထွက်စားမှတော်နေတဲ့မင်းတို့ဒီရဲ့အရေးလေးလေးလေခင်းတိုးတုံဝင်သွားသလိုပါပဲဗုဒ္ဓဝူးများဆိုအိမ်မက်တွေမကောင်းဘူးသိတ်ခက်တယ်လိုက်ကြုံရင်ကိုယ့်သဘောနဲ့ကိုယ်အရှုံးပေးလိုက်ခင်နဲ့တောင်ကိုလေးတောင်မှညခင်းနေဆေးဖို့စောက်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆိုးချိုးမှုမျိုးဆိုတော့ကျွန်တော်ထက်ထက်တန်တာနားလဲပါတယ်ခင်မိုးသက်ဝေအတင်ကဆင်းသက်လာတဲ့နေမင်းယောက်ျီစီဒီရွရွကြောက်တိုးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မိုးမရွာတဲ့ဝါဆိုဘယ်လိုအမည်မျိုးပြောင်းလဲမှတ်ခေါ်ချင်ပါသလဲခင်မိုးသက်ဝေဆန္ဒရှိတဲ့အတိုင်းတခြားသူတွေကိုပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တကြမရှိတဲ့ရေမျောရည်လေးတွေတိဘက်တောင်တန်းရာကနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြင်နုကျွန်းနဲ့ကန်းဒီကန်းဝင်းတနေ့တကြီးမှလေးပြေလေးငင်းလေးတွေကိုယ်တည်းရှိအနာကန်တောက်ဦးနဲ့တီးမှုခြေတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည်စရာရှိတာပါခင်ဘုတ်သက်ဝေဖြည်ပါပုံပြင်မစခင်ပုံပြင်လေးထဲမှာကောင်းတင်ဖားရောက်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာကိုယ့်ဘာသာကိုယုံကြည်လိုက်ပါမယ်ဒီနေရာကစော်စားကားတွေအဆုံးသတ်ရမယ့်နေရာမဟုတ်ဘူးဆိုကောင်းယူတချင်းတပုတ်ရဲ့ချိုးပိုက်နေရာကိုကက်ကက်လာနေုံမျှပါပဲစော်နီနီလေးတက်သွားပြီးတော့ကျိုးပြူပြူလေးထက်ချက်မကွာခြီလေးရဲ့အနောက်လေးရဲ့ပါသွားတာပါပဲလန်ရုံးစင်ရဲ့ဒီချလက္ခဏာရတစ်ခုပါခင်ဖိုးသက်ဝေခွဲလော့နိုင်ရင်ကြည်ရေးစေချင်တယ်ပညာရှိတွေရဲ့နိုင်ငံတော်အတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးဖော်ပြနေရတဲ့လူစင်းရဲတို့ရဲ့တက်ကွင်းခင်းညက်လုံးရသည်ကျွန်တော်အလုပ်စီရင်မှာတော့နှုတ်မရပယ်မရအစားထိုးမရခင်ဖိုးသက်ဝေစစ်တစောက်တိတ်ချိုသီးလေးလို့ပန်းချိုပွက်လေးလို့အလိုမကြတာတောင်ပြန်မပြင်ရဲ့ဘူးကဲကြည်စမ်း